အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Keep Can Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ခေတ်မှာလူတွေရဲ့ personality trait လို့ခေါ်တဲ့ကိုယ်ရည်ကိုယ်သွေးအကျင့်စရိုက်တွေကိုသိပ္ပံနည်းကျစမ်းသပ်ချက်တွေရှိနေပါတယ်အဲ့ဒါတွေထဲမှာ introvert နဲ့ extrovert ဆိုတဲ့လူပြောများတဲ့အကြောင်းအရာလေးတွေကိုဒီနေ့ဗီဒီယိုလေးထဲမှာမျှဝေသွားမှာဖြစ်တဲ့အတွက် channel လေးကို like and subscribe ပြုလုပ်ပြီးဗီဒီယိုလေးကိုအဆုံးထိကြည့်သွားဖို့တောင်းဆိုချင်ပါတယ်introvert နဲ့ extrovert အကြောင်းအရာတွေကိုစတင်ရှင်းပြခဲ့သူကတော့ဆွစ်ဇာလန်မှစိတ်ပညာရှင်ခါယောင်ပဲဖြစ်ပါတယ်။သူက1921ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Psychological Type ဆိုတဲ့စာအုပ်မှာဒီစကားလုံးတွေကိုအသုံးပြုခဲ့တာပါ။ Neuroscience လို့ခေါ်တဲ့အာရုံကြောသိပ္ပံပညာရှင်တွေထဲမှာ Friedrich Farias ဆိုသူကလည်း introvert နဲ့ extrovert တွေကိုရှင်းပြဖော်ထုတ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ဒါ့အပြင်သူက extrovert တွေကအာရုံစူးစိုက်မှုပိုကြရှည်ပြီးတူးတဲ့နဲ့လှုပ်တာကိုနှစ်သက်တယ်ဆိုတာကိုလည်းဖော်ထုတ်ခဲ့ပါတယ်။သင်အနေနဲ့ရောကို introvert ဖြစ်တယ်လို့ထင်လား extrovert ဖြစ်တယ်လို့ထင်လားဒါမှမဟုတ်နှစ်မျိုးလုံးရောထွေးနေတယ်လို့ထင်လားပထမဦးဆုံးအနေနဲ့ introvert extrovert ဆိုတာဘာလဲဆိုတာကိုယဉ်ကြည့်လိုက်ရအောင်တချို့လူတွေကတငယ်ချင်းတွေနဲ့အပြင်ထွက်တာလူများများနဲ့စကားပြောရတာကိုရမ်းကြိုက်ကြတယ်သူတို့အတွက်ဒါကစွမ်းရည်ရတဲ့နည်းလမ်းပဲလေဒါကိုကျွမ်းကျင်သူတွေက extrovert လို့ခေါ်ကြပါတယ်နောက်တစ်မျိုးကတော့တိတ်တိတ်ဆိတ်ဆိတ်နေရတာတယောက်တည်းအချိန်ဖြုံးရတာကိုပူကြိုက်တဲ့သူတွေပေါ့သူတို့အတွက်စာဖတ်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဝါသနာပါရတစ်ခုခုကိုလုပ်တာပဲဖြစ်ဖြစ်ပို့ပြီးတော့စွမ်းရည်ရသေးပါတယ်ဒီလိုလူတွေပေါ့ introvert လို့ခေါ်ပါတယ်ကဲဒါဆိုရင်ဒီနှစ်မျိုးရဲ့အဓိကကွာခြားချက်တွေကိုလေ့လာကြည့်အောင်စွမ်းရည်ရရှိပုံဒီနေရာမှာစွမ်းရည်ဆိုတဲ့နေရာမှာတော့ motivation feeling စတာတွေကိုပြောတာဖြစ်ပါတယ် extrovert ရမ်းမြင့်တဲ့လူတွေကလူတွေနဲ့ထိတွေ့ဆက်ဆံခြင်းကနေစွမ်းရည်ရရှိပြီးတော့ introvert တွေကတော့တယောက်တည်းအချိန်ယူခြင်းကနေစွမ်းရည်ရရှိပါတယ်လူမှုဆက်ဆံရေးမှာဆိုရင်လည်း extrovert အရမ်းမြင့်တဲ့သူတွေကတငယ်ချင်းအပေါင်းအသင်းများများနဲ့ပေါင်းသင်းရတာကိုကြိုက်ပြီးတော့ introvert မြင့်တဲ့သူတွေကတော့သူတို့တကယ်ခင်မင်းနဲ့နည်းနည်းပပတငယ်ချင်းတွေကိုပဲတမိုးထားပါတယ်ဆုံးဖြတ်ချက်ချပုံမှာဆိုရင်လည်း extrovert တွေကမြန်မြန်ဆန်ဆန်ဆုံးဖြတ်တတ်ပြီးတော့ introvert သမားတွေကတော့တေချာစဉ်းစားပြီးမှပဲဆုံးဖြတ်လေးရှိပါတယ်အလုပ်လုပ်ပုံမှာဆိုရင်လည်း extrovert အရမ်းမြင့်တဲ့လူတွေကအဖွဲနဲ့လောက်ရတဲ့အလုပ်တွေကိုပိုကြိုက်ပြီးတော့ introvert မြင့်တဲ့သူတွေကတော့တယောက်တည်းအာရုံစိုက်ပြီးလုပ်ရတဲ့အလုပ်တွေကိုပိုနှစ်သက်ပါတယ်ဒီနေရာမှာ introvert extrovert တွေပေါ်မှာလူတွေထင်လဲနေတဲ့အချက်တချို့ကိုလည်းပြောပြချင်ပါတယ် introvert ဆိုတာကရှက်တတ်တာပဲမဟုတ်ပါဘူး introvert တော်တော်များများကလူမှုရေးမှာကျွမ်းကျင်ကြပါတယ်သူတို့ကလူအများကြီးနဲ့အချိန်ဖြုံးရတာကိုစွမ်းအင်ကုန်နေလို့ခံစားရလို့ရှောင်တာပါ extrovert ဆိုတာအမြဲတမ်းပြောနေတာပဲဒါလည်းမမှန်ပါဘူး extrovert တွေလည်းစိတ်တကြတာမျိုးစိတ်ညစ်တာမျိုးရှိနေပါတယ်သူတို့ရဲ့ပြောရှင်မှုကလူမှုဆက်ဆံရေးတွေပေါ်မှာအခြေခံတာတော့မှန်ပါတယ်ဒါဆိုရင်ဘယ်သူကပိုကောင်းလဲဒါအရေးကြီးဆုံးအချက်ပါ introvert ရော extrovert ရောသူတို့ရဲ့အားသာချက်အားနည်းချက်သူတို့ရဲ့ကိုယ်ပိုင်ထူးခြားမှုတွေရှိပါတယ်ဘယ်သူကပိုကောင်းတယ်လို့ပြောလို့မရပါဘူးအရေးကြီးတာကကိုယ့်ရဲ့စိတ်နေစိတ်ထားကိုနားလည်ပြီးအဲ့ပေါ်မှာအခြေခံပြီးတော့ဘဝကိုအကောင်းဆုံးဖြတ်သန်းဖို့ပါပဲဒါဆိုသင်က introvert လား extrovert လားသိချင်ပြီဆိုရင်ဒီမေးခွန်းလေးတွေကိုဖြေကြည့်လိုက်ပါလူအများကြီးနဲ့အချိန်ဖြုံးပြီးရင်သင်ပင်ပန်းနှမ်းနဲ့သားပါသလားတယောက်တည်းအချိန်ဖြုံးရတာကိုသင်နှစ်သက်ပါသလားမပြောခင်မှာတေချာစဉ်းစားလေးရှိပါသလားဖွဲ့လိုက်လုပ်ရတဲ့အလုပ်ထဲတယောက်တည်းလုပ်ရတဲ့အလုပ်ကိုပိုကြိုက်ပါသလားတင့်မှာရင်းနှီးတဲ့တငယ်ချင်းနည်းနည်းပဲရှိပါသလား
ဒီမိကုန်းအများစုကိုသင်ဟုတ်တယ်လို့ဖြေခဲ့တယ်ဆိုရင်သင်ဟာ introvert ဖြစ်ဖို့များပါတယ်အကယ်၍မဟုတ်ဘူးလို့ဖြေခဲ့တယ်ဆိုရင်တော့ extrovert ဖြစ်ဖို့များပါတယ်ဒါပေမဲ့လူတိုင်းမှာ introvert extrovert နှစ်မျိုးသလုံးရဲ့အကျင့်စရိုက်တွေနည်းနည်းစီပါဝင်နိုင်တယ်ဆိုတာကိုလည်းသတိပြုဖို့လိုပါတယ်ကိုက introvert extrovert မှာရာတိုင်းလုံးဘယ်ဟာအရင်များနေတယ်သိချင်တယ်ဆိုရင်တော့ Big 5 personality test ဆိုတဲ့ကျွန်တော်တို့မိကွန်းလေးတွေကို online မှာအခမဲ့ဖြည့်ကြည့်လို့ရပါတယ်အဲ့ဒီ website ကလေး link လေးကိုလည်းကျွန်တော် description မှာဖော်ပြပေးထားပါတယ်အခြား website တွေမှာလည်း free ဖြည့်ဆို့ကြည့်လို့ရပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ introvert ပဲဖြစ်ဖြစ် extrovert ပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်နေစိတ်ထားကိုလက်ခံပြီးတော့မိမိကိုယ်ကိုဂုဏ်ယူဖို့လိုပါတယ်တယောက်ချင်းစီမှာမတူညီတဲ့အားသာချက်တွေရှိပါတယ်အရေးကြီးတာကကိုယ့်ရဲ့အားသာချက်ကိုဘယ်လိုအသုံးချရမလဲဆိုတာကိုသိဖို့ပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like and share လုပ်ပြီးပါဖို့တောင်းပေးချင်ပါတယ်ခင်ဗျာနောက်ထပ်ဘယ်လိုအကြောင်းအရာတွေကိုသိချင်လဲဆိုတာ comment မှာရေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲအသားရပျော်ရွှင်တဲ့နေ့တွေကိုပိုင်ဆိုင်နိုင်ကြပါစေ